ပေးထားတာပေါ့နော်ဟုတ်ပြီအဲ့တော့တို့တွေကအာသာအင်ခန့်အခြားသောဝင်ငွေစာရှိခဲ့ရင်ပေါင်းပြီးတွက်မယ်လို့ပြောပြီးရင်အခုနောက်တစ်ပိုင်းကဘာလာမှာလဲဆိုတော့ဟုတ်ပြီတို့တွေဘာတွေတက်ပြီးတော့တွက်ထုတ်ဖို့လိုမလဲဟုတ်ပြီ operating expense လို့ပြောတဲ့လုပ်ငန်းလှည့်ပတ်နိုင်ဖို့အတွက်လဲပတ်နိုင်ဖို့အတွက်သုံးလိုက်တဲ့ကုန်ကျစရိတ်တွေရှိရင်တို့တွေကဘာလုပ်ပြီးတွက်မလဲနှုတ်ပြီးတွက်ရပါမယ်ရမလားပြောချင်တာကတို့အပေါ်မှာ net ဈေးထဲကနေမှ cost of goods sold နှုတ်လိုက်တာဒီ gross profit ပဲရသေးတာရမလားဟုတ်ပြီအဲ့ဒီ gross profit ပြီးတော့မှတို့တွေက net profit ကိုလိုချင်ဘာလုပ်ပြီးတွက်ရမှာလဲဆိုတော့ operating expense တွေကိုနှုတ်ပေးရပါလိမ့်မယ်ဟုတ်ပြီ net ဈေးကနေတို့တွေ cost of goods sold ထိပါလာမယ့်အပိုင်းပေါ့နော် cost of goods sold နေရာဒီဘယ် expense တွေပဲစာရင်းသွင်းရတာလဲဆိုတော့ direct expense တွေကိုပဲစာရင်းသွင်းရပါလိမ့်မယ်ဟုတ်ပြီ operating expense ဆိုတာဒီသူဒီပါလေ indirect expense အားလုံးဒီ operating expense စာရင်းကောင်းစဉ်အောက်မှာရှိပါလိမ့်မယ်အခုပေးထားတာတွေဒီဘာလဲဆိုတော့နမူနာအနေနဲ့ပြထားတာပေါ့ဟုတ်ပြီ operating expense ဒါဒီ expense လို့ပြောတဲ့အသုံးစရိတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီဘာ side ဘာ nature debit side debit nature ဖြစ်တဲ့အတွက်ကြောင့်မလို့တို့တွေဒီဘယ် column မှာစာရင်းသွင်းမလဲ first column မှာစာရင်းရေးသွင်းရပါလိမ့်မယ်ရမလားဟုတ်ပြီအခုဥမာပေးထားတာတွေဒီ carriage outward လို့ပြောတဲ့ဘာလဲကုန်ရောင်းပိုခတို့ကုန်တွေကိုရောင်းတယ်ရောင်းတဲ့အတွက်ကြောင့်တို့တွေကဘာလဲတို့ဝန်ဆောင်မှုအနေနဲ့တို့တွေကအရောက်ပို့စနစ်နဲ့တာဆိုရင်ဒီ carriage outward ဆိုတဲ့ expense ဒီလုပ်ငန်းကကြခံပေးရလိမ့်မယ်ရမလားဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့တို့ဒီဆိုင်ကန်းငှားခเนาะ rent လို့ပြောတဲ့ဆိုင်ကန်းငှားခပေးချေရတယ်ဆိုရင်လေအဲ့ဒါဒီ operating expense ပဲဟုတ်ပြီတို့အနေနဲ့ကrent ကတော့ဟုတ်တယ်ဒါပေမဲ့တို့တွေကဆိုင်ငန်းငှားထားတာမဟုတ်ဘူးဒါပေမဲ့တို့လုပ်ငန်းအတွက်လိုအပ်တဲ့ဘာဖြစ်မလဲ equipment လို့ပြောတဲ့ဆက်သုံးပစ္စည်းတွေပေါ့ငှားရမ်းရရင်လဲ rent ဆိုတဲ့တို့တွေကငှားရမ်းခဈေးထဲမှာသွားမှာပဲเนาะဒါမျိုးကိုပြောတာเนาะတို့ဆိုင်နေရမဟုတ်လို့ရှိရင်ဘယ်တဲ့သွင်းရမှာလဲဆိုတော့ဒီမှာ rent လို့ပြောတဲ့ငှားရမ်းခသည်ဆိုင်နေရအတွက်လည်းဖြစ်နိုင်သလိုတို့အခြားသောပစ္စည်းငှားရမ်းပြီးသုံးတာတွေလည်းဖြစ်ပေါ်နိုင်တယ်ရမလားဟုတ်ပြီနောက်တစ်ခုကဘာစရင်းတွေရှိနိုင်လဲဆိုတော့ insurance လို့ပြောတဲ့အာမခံချေပေးသွင်းတဲ့စရိတ်တွေရှိနိုင်တယ်အဲ့ဒါတွေဒီတို့တွေဒီဘယ်စင်းကောင်းစဉ်အောက်မှာရှိမှာလဲ operating expense မှာရှိမှာပါဟုတ်ပြီလုပ်ငန်းကဘာတွေရှိနိုင်သေးလဲ electricity bill လို့ပြောတဲ့မီတာ bill ဆောင်ရတာတွေလည်းရှိလိမ့်မယ်เนาะဒါကြောင့်မလို့တို့တွေဒီလျှက်စစ်မီတာကတွေဒီလဲတို့ operating expense အောက်မှာရှိပါလိမ့်မယ်ဟုတ်ပြီ salary လို့ပြောတဲ့ဝန်ထမ်းလစာเนาะဝန်ထမ်းလစာတွေစရင်တွက်ထုတ်ရမယ်နောက်ပြီးတော့ဘာရှိလဲ stationery လို့ပြောတဲ့တို့စာရေးကိရိယာတို့လုပ်ငန်းအတွက် stationery လို့ပြောတဲ့စာရေးကိရိယာအသုံးစရိတ်တွေလည်းပေါ်ပေါက်လာနိုင်တယ်ဟုတ်ပြီဒီမှာ rate လို့ပြောလိုက်တာဒီတို့လုပ်ငန်းအတွက်ကုန်ကျသွားတဲ့အခွန်အခစရင်းတွေရမလားဟုတ်ပြီအခွန်အခစရင်းတွေဟုတ်ပြီနောက်တစ်ခုဘာရှိလဲဆိုတော့ office expense လို့ပြောတဲ့ရုံးသုံးအသုံးစရိတ်ပြောချင်တာကဒီမှာ office expense ဒီအထွေထွေအသုံးစရိတ်စရင်เนาะအချို့သောလုပ်ငန်းမှာဒီဟာကိုဘယ်လိုလို့သုံးနှုန်းသေးလဲဆိုတော့ general expense အနေနဲ့သုံးနှုန်းရင်လည်းအတူတူပါပဲဥပမာပေါ့တို့တွေကရေတန့်ဝင်လိုက်တာမျိုးဒါမှမဟုတ်ဖျားပန်းဝင်လိုက်တာမျိုးနောက်ပြီးတော့တို့တွေကဘာလေးတွေရှိသေးလဲဆိုတော့ပါဆယ်အိတ်လေးတွေဝယ်လိုက်တာမျိုးပေါ့နော်တို့လုပ်ငန်းမှာအမိုက်တွေစွန့်ပစ်ဖို့အတွက်ကြွကြွအိတ်အကြီးကြီးတွေဝယ်ရတယ်ဆိုရင်အဲ့ဒါဒီ office expense မှာစာရင်းသွားရမှာရမလားဟုတ်ပြီတို့ office run လေးအနံ့လေးမွေးပြန့်နေအောင်တို့ air freshener ဝယ်သုံးတာမျိုးဒါတွေဒီ office expense ဆိုရယ်စာရင်းကောင်းစဉ်အောက်မှာသွားရမှာရမလားဟုတ်ပြီအဲ့လိုပဲတို့တွေကဘာရှိလဲဆိုတော့တို့လုပ်ငန်းရောင်းချဖို့အတွက်ဘာရှိလဲတို့တွေက commission တွေပေးတယ်เนาะတို့စီကိုပစ္စည်းတွေလာဝယ်ဖို့အတွက်တို့စီကိုလူတွေခေါ်လာခဲ့တဲ့အတွက်ကြောင့်တို့တွေက commission တွေပြန်ပေးရတာမျိုးဆိုလို့ရှိရင်ဘာလုပ်မလဲ commission အနေနဲ့တို့တွေကဘာလုပ်မလဲစာရင်းကိုစရိတ်အနေနဲ့ရေးသွင်းပေးရမယ်ဟုတ်ပြီ maintenance လို့ပြောလိုက်တဲ့တို့လုပ်ငန်းမှာရှိတဲ့ non current assets တွေရဲ့ပြုပြင်ထိန်းသိမ်းစရိတ်တွေဒီလဲဘေးအောက်မှာရှိလဲ operating expense အောက်မှာရှိပါလိမ့်မယ်ဟုတ်ပြီနောက်တစ်ခုဒီပါလဲ advertising လို့ပြောလိုက်တဲ့ကြော်ညာကတို့လုပ်ငန်းကြီးကိုเนาะလူအများသိစေခြင်းတဲ့အတွက်ကြောင့်မလို့တို့တွေဒီကြော်ညာစရိတ်တွေကုန်ကျလာပြီဆိုလို့ရှိရင်သူ့ကိုဘယ်ကောင်းစဉ်အောက်မှာစာရင်းရေးသွင်းရမလဲ operating expense မှာစာရင်းရေးသွင်းရပါမယ်အဲ့တော့မှတို့ဒီမှာရှိနေတဲ့ဒါကတော့ဥမာပေးထားတဲ့
အသုံးစရိတ်စာရင်းခေါင်းစဉ်တွေပေါ့နော်လုပ်ငန်းတစ်ခုနဲ့တစ်ခုနေချမတူရင်သုံးတဲ့ expense ခေါင်းစဉ်ပေါ့အဲ့ဒီကစာရင်းခေါင်းစဉ်လေးဒီနည်းနည်းကွဲလွဲမှုတော့ရှိပါလိမ့်မယ်နော်ဟုတ်ပြီအဲ့တော့တို့တွေကအခုဒီမှာကုန်ထားတဲ့ဇရိတ်အားလုံးကိုပေါင်းပြီးတော့တွက်ထုတ်လိုက်မယ်ရမလားတွက်ထုတ်ပြီးလို့ရှိရင် total ပေါင်းကိုတို့တွေကဘယ် column မှာရေးမှာလဲဆိုတော့ second column ကိုပို့လိုက်ရမယ်အဲ့တော့တို့တွေက GB တဲကနေမှဒီ operating expense ကိုနှုတ်ပြီးတွက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးလေးစာရင်းဖော်ပြရမလဲခွင်းစခွင်းပိတ်လေးနဲ့ဖော်ပြပေးရပါမယ်ရမလားဒီမှာတော့တို့တွေကအားသားအင်ခန်းလို့ပြောတဲ့အခြားသောဝင်ငွေစရင်းလေးကိုထည့်ထားတာဖြစ်တဲ့ကြောင့်မလို့အပေါ်မှာတို့တွက်ထုတ်ထားတဲ့ gross profit နဲ့ဗာလေးနဲ့ပေါင်းမလဲဒီ gross profit နဲ့တို့အားသားအင်ခန်းလေးနဲ့ကိုဘာလို့မလဲပေါင်းလိုက်မယ်ပေါင်းပြီးတော့မှတို့ရဲ့ operating expense စုစုပေါင်းရတာလေးတုံချလိုက်ပြီဆိုလို့ရှိရင်တို့လုပ်ငန်းရဲ့ဗာလေးရလာမလဲအရှုံးသို့မဟုတ်အမျက်ဆိုတဲ့ဒီဘဏ္ဍာရေးနှစ်တစ်နှစ်စာစာရင်းလေးထွက်ပေါ်လာပါလိမ့်မယ်ဟုတ်ပြီဒါကတော့တို့ statement of profit or loss ကို format လေးနဲ့တစ်ချက်ရှင်းပြပေးထားတာပါเนาะနားမလည်တာရှိရင်လည်းပြန်မေးလို့ရပါတယ်နောက်တစ်ပိုင်းကိုတော့ဆက်သွားကြရပါမယ်เนาะဟုတ်ပြီကျေးဇူးတင်ပါတယ်